အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူတွေကတင်စားကြတဲ့အတိုင်းဖျားတွေနတ်တွေဆိုတာတကယ်ပဲကယ်တင်ရှင်တွေလားဒါမှမဟုတ်လူသားတွေကိုအမျက်ထုတ်နေတဲ့ကစားစရာတွေပဲလားဆိုတဲ့လူဝက်ချက်တွေပြည့်နှံ့နေတဲ့အံ့ဩစရာကောင်းတဲ့တရုတ်ဇလန်တစ် Good Day to Asset ရဲ့အစပိုင်းစကြောင်းတင်ဆက်ပေးလိုက်ပါတယ်ဇလန်ရဲ့အဓိကဇက်ကောင်ကတော့ရွှီရင်လို့ခေါ်တဲ့ရိုးသားပြီးစ조사တဲ့ငွေဖမ်းသမားလေးတယောက်ပါသူ့ဘဝကရိုးရှင်းပေမဲ့တနေ့မှာတော့ထူးဆန်းတဲ့မွေတစ်ကောင်ကိုဖမ်းမိလိုက်ရကနေသူ့ရဲ့ကံကြမ္မာလုံးဝပြောင်းလဲသွားပါတော့တယ်တရုတ်ရိုးရာပြက်ကတိန်အရာလာဇန်းတရက်နေ့ရောက်တဲ့အခါမြို့တွေရွာတွေမှာရှိတဲ့နတ်စင်နတ်ရုပ်တွေအားလုံးအသက်ဝင်လာကြပြီးလူတွေရဲ့ပူဇော်ပသမှုတွေကိုခံယူကြရပါတယ်တကယ်တမ်းမှာတော့အဲ့ဒီနတ်တွေဟာလူသားတွေကိုစောက်ရှောက်တာမဟုတ်ပဲအလွန်အမင်းဖိနှိပ်ချုပ်ချယ်နေတဲ့လှည့်စားမှုတစ်ခုဆိုတာကိုရွှီရင်တယောက်တဖြည်းဖြည်းသိလာရပါတော့တယ်တနေ့မှာတော့ရွာခံတယောက်ကိုနတ်ကတက်ပစ်လိုက်တဲ့အတွက်ဒေါသထွက်လာတဲ့ရွှီရင်ဟာအဲ့ဒီနတ်နဲ့လူဆိုးတွေကိုပြန်လဲတိုက်ခိုက်ရင်ရွာကနေထွက်ပြေးတိမ်းရှောင်ရပါတော့တယ်အဲ့ဒီနောက်မှာတော့အစိုးရအရာရှိတွေရဲ့ဖမ်းဆီးမှုခံရတယ်လို့နတ်ဆိုးတွေရဲ့လိုက်လံနှောက်ယှက်မှုတွေကိုပါရင်ဆိုင်ရပြီးစွမ်းအားအဆင့်ဆင့်မြင့်တက်အောင်လုပ်ရတဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိလာပါတော့တယ်ဒီကားရဲ့အဓိကကြည့်ရတာကောင်းတဲ့နေရာတွေကတော့ပုံမှန် cultivation ဇလန်းတွေနဲ့မတူပဲကမ္ဘာနောက်ွယ်ကလျှို့ဝှက်ချက်အမှန်တွေကိုဖော်ထုတ်ရတာဖြစ်ပါတယ်ဇက်ကောင်ရွှီရင်နဲ့သူ့ရဲ့ခီးတစ်လျှောက်အဖော်ပြုလာမဲ့ထူးဆန်းတဲ့မွေးတစ်ကောင်ကြားရည်စရာကောင်းတဲ့အပြန်အလှန်ပြောဆိုပုံတွေအထမ်းလိုက်လှပတဲ့တိုက်ခိုက်ရေးအကွက်တွေနဲ့ဇက်ရှိန်ကောင်းလာပုံတွေကိုပုံဖော်ထားတာကြောင့်ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းပေးလိုက်ရပါတယ်ခင်ဗျာ